လော်တေးရဲ့ပိုချာမှာဝတ်သားတို့တစ်ချောင်းတစ်ထောင်ကျော်နဲ့စားလို့ရရဲဆိုတာသိပြီးကြပြီလား K-drama vibe check ပိုချင်မချာရဲ့အတူကောက်ပိုချာဆိုတာကတောင်ကိုရီးယားမှာဆိုရင်ရုံးစင်တာနဲ့ဒီလို street vibe အပြည့်နဲ့တန့်လေးတွေမှာဆိုကျူးလေးတောက်အသားကင်လေးသွားစားရတဲ့နေရာဆိုပါတော့စိုးမျိုးရဲ့ night life စင်းနေတဲ့တခုဆိုလည်းမမအောင်အခုဆိုကိုရီးယားသွားကြမလို့ပဲနဲ့ရန်ကုန်မှာလည်း K-drama တွေကလို့ရုံးစင်တာနဲ့ပိုချာမှာဆိုကျူးလေးတောက်အသားကင်လေးစားရဲ stretch တွေဖြောက်လို့ရနေပြီဆိုတော့ရှုံးက sharing လာလုပ်ပြီးအားလုံးသိကြတဲ့နေရာလေးပဲရန်ကုန် 5 star hotel တခုဖြစ်တဲ့ Lotte Poolside Bar မှာအောက်ဒိုးပိုချာလေးတခုဖွင့်ထားရလဲလုံးဝမကြသေးအသစ်ဆက်ဆက်လေးဒီမိုးရင်းကာလာကိုရည်ရွယ်ပြီးဖွင့်ထားရလို့သိရ5 star ပဲမဲ့လို့ပိုချာမှာကြတော့ fine dining အရန်ဆန်ဆန်ကြီးမဟုတ်ပဲနဲ့ပိုချာဆန်ဆန် Korea vibe အပြည့် street vibe လေးနဲ့ကိုမှ service အပြည့်ပို့ထားဈေးနှုန်းလေးလည်းအများကြီး fair ဖြစ်နေတာတွေ့ရ menu ဆိုလို့ရှိရင်လည်းကြစ်ကြစ်လေးလေးနဲ့ပိုင်နိုင်ဖြစ်အောင်လက်တလော Korea street food လောကမှာ popular ဖြစ်ပြီးအစားများတဲ့ menu တွေပဲထားတာတွေ့ရ Korea traditional drinks တစ်မျိုးဖြစ်တဲ့မာကောလီလေးနဲ့ Korea pancake လေးကတိတ်လိုက်တာမို့လို့ရှုံးကတော့ hamburger ချောင်းလေးမှာလိုက်တယ်ရှစ်ခုအောင်ပါတော့တငယ်ချင်းတွေ share စားလဲအဆင်ပြေတာမျိုးနောက်တစ်ခုကအရန်ကြိုက်ရပြီးလုံးဝ recommend ပေးရဲ့ဟင်းပွဲသုံးသက်တာကိုကင်ချီလေးနဲ့ဆက်ဆက်လေး stir fry ကြော်ထားတာသူ့ရဲ့ထူးခြားတာကတော့ tofu ပဲ Korean important traditional tofu ကိုသုံးထားတဲ့ quality ကောင်းတယ်ပြီးတော့ပြုတ်ထားရမှုပဲနဲ့ blanch လုပ်ထားတာဖြစ်တဲ့အတွက် soft ဖြစ်တယ်ဒါလေးနဲ့မာကောလီလေးနဲ့ဆိုအရန်ကိုမှလိုက်ဖက်တငယ်ချင်းတွေစုသွားမယ်ဆိုသူက6ခုအောင်ပါတဲ့အတွက်တငယ်ချင်းတွေ share စားလို့ရတယ်နောက်တစ်ခုသဘောကျတာဒီ Lotte ရဲ့ပိုချာမှာ drinks တွေအစား Korean import စစ်တွေပဲသုံးထားတာဖြစ်တဲ့အတွက် Korea ဆိုယူစစ်တွေပဲတောက်ရမှာနော်7နဲ့တော်တော်လေးရောက်ရှိခဲ့လို့ကျွန်မတော်တော်သဘောကျနေပါတယ်ပိုချာမှာ Thai ဆိုတာနဲ့မပါမဖြစ်အသားကင် Pork belly ကို thin and crispy တိုက်လေးနဲ့ salt and pepper နဲ့ပဲ grill လုပ်ထားရတာလေးကရိုးရှင်းနဲ့ side dish အနေနဲ့ကတော့ baby mountain နဲ့ kimchi ကို stir fry လုပ်ထားပြီးသူနဲ့ထုတ်စားဖို့အတွက် salad တို့စက်သွန်ဖြူတို့ငရုတ်သီးတို့ပေးထားတယ် sauce ကတော့ samjang sauce ပေးထားတယ် Korea အသားကင်ဆိုတာနဲ့ Korea ဆိုယူကတော့မပါမဖြစ်အတွဲပဲသူ့အတွက်ပေးထားတဲ့ samjang sauce လေးနဲ့ဒီလိုတို့စားလိုက်မှထိမိနေရမျိုးနောက်တစ်မျိုးက Korea စားတော့စားပြီးဆိုတာနဲ့ bulgogi ကတော့မပါမဖြစ်ပဲဒီကိုဆန်း bulgogi ဆိုလို့ရှိရင်ဝတ်သုံးတက်တာရဲ့ပြကြီးငါးရဲ့အသီးရွက်တွေရဲ့ဂူချိုချန်းsauceနဲ့ Korea style stir fry လုပ်ထားတဲ့ sweet and spicy ပဲသွားပြီးတော့လုံးဝထိမိနေရမျိုးအဲအကြောင်းစားမယ်ဆိုဒါလေးလည်းမပါမဖြစ် recommend ပေးပါတယ်ဒါကတော့ Korea ဆိုယူစစ်စစ်မှာပါတဲ့ alcohol ပါဆန်ကိုရှင်းပြနေရပါ 16.5 တောင်ပါတာเนาะသူကအမလီတော်တော်ပြင်းတယ်သူရဲ့ taste လေးကလည်းကြက်ကွီလာအပြော့စားလေးလိုမျိုးပဲပျော့လေးကိုမှရင်ထဲကိုပူဆင်းသွားတာမျိုးပြော့ရဲဆိုပြီးသူမတောင်းနဲ့အောင်သူမလိုပဲဟန်ဆောင်ကောင်းတယ်ထားလိုက်ရင်ရိတ်ကနေပဲဒီ Korean aggro ကအထဲမှာ cheese ပါရဲ့အပေါ်မှာ mayonnaise နဲ့ ketchup နဲ့ဆန်ကဲလာပါပြီရှုံးရှင်းရပြောရဲဝတ်သားတို့ချောင်းတစ်ထောင်ကျော်သွားတကယ်တော့ဒီမှာအဲ့တပန်းလုံးကို$10 $3600ပဲပေးရတယ်အဲ့တော့32ချောင်းပါရဲဆိုတော့တစ်ချောင်းကို1125ကျပ်ပဲကြတယ်အပြင်မှာတော့ဆိုင်အသေးကြီးလိုက်5-6တောင်ပေးနေရကွာဒီမှာ1000ကျော်နဲ့စားရတာတော့လုံးဝကိုတန်အရသာကလည်း share ပဲ sauce ကလည်းစားကောင်းနေဆိုရှုံးကတော့ဒီမှာပဲလာစားရအောင် Lotte ရဲ့ view ရဲ့ vibe ရဲ့နဲ့တော်တော်ကြီးကိုတန်နေပြီလေမြန်မာနိုင်ငံမှာဆို Lotte က Korea ခြေဆိုင် 5 star hotel တစ်ခုဖြစ်ပြီးတော့ဒီ Lotte ရဲ့ Poolside Bar နာမှာဖွင့်ထားတဲ့အောက်ဒိုးပိုချာမှာဆိုလို့ရှိရင် Korea လူမျိုးတွေအများကြီးပဲလာပြီးတော့သုံးဆောင်တာတွေ့ရတယ် K-drama တွေကလို့ထိုင်လို့ရခဲ့ပေမဲ့ K-drama တွေကလို့မဟုတ်ခဲ့သူတူပေါ့နော် 그만 마셔. 그만. Xanh với bạn Xanh với bạn ล็อกกี้มาแต่ผู้ใส่อยู่เลยทีนี้ถ้าต้องเดี๋ยวเราใช้ก้าวเนี่ยสมัยว่าแหละหลุดหมดแต่เช็ดตรงนี้เช็ดจะสุดท้ายเลยนะเว้ยเปี้ยอุปาอีกปีบล้านเลยครับอุปามันถือถ้าตามกองลีไซน์เปี้ยไอ้ขับเว้ยအဲ့တော့ Lotte Hotel ဝင်းထဲမှာဓာတ်ပုံလာလေးရိုက်ပြီး Korea authentic street food လေးဆိုင် stretch တွေဖြောက်ဖို့အတွက်နေရာတစ်လေးတစ်ခုကို sharing လုပ်ပေးလိုက်ပြီနော်သေးစိတ်ချက်ပြီးသိချင်တယ်ဆိုလို့ရှိရင်တော့ Lotte Hotel ရန်ကုန် Facebook page မှာလည်းမေးလို့ရရနော်ရှင်တို့နောက် vlog တွေမှာပြန်တွေ့ကြမယ်